အစ္စလာမ်ဘာခါချက်ကတော့သူရဲ့ UFC ကစားသမားဘဝမှာပရိသတ်စိတ်ဝင်စားစရာကောင်းပြီးတော့တော်တော်ခက်ခဲမဲ့ပွဲစဉ်အနည်းဆုံး3ပွဲကျန်သေးတယ်လို့ပြောလာပါတယ်လက်ရှိ MMA လောကမှာပေါင်းဖော်ပေါင်းနံပါတ်1မှာရက်တီပြီးတော့အောင်မြင်မှုအများကြီးရတာတဲ့မာကာချက်အတွက်တော့နောက်ထပ်ဝယ်သားဝိတ်တန်မှာစိန်ခေါ်မှုတွေကပို့ပြီးတော့ကြီးလာတယ်ဗျမာကာချက်ကသူရရှိပြီးသားအောင်မြင်မှုတွေမှာပဲရက်နေကျင်တဲ့သူတော့မဟုတ်ဘူးနောက်ထပ်စံချိန်သစ်တွေရယူဖို့နဲ့သူရဲ့ legacy ကိုပိုကြီးအောင်တည်ဆောက်ကျင်တဲ့သူပါမာကာချက်ကလည်းအဲ့ကိစ္စနဲ့ပတ်သက်ပြီးတော့ဒီလိုပဲပြောခဲ့ပါတယ်နောက်ထပ်ဘယ်စံချိန်ကိုလိုက်မိရမလဲဆိုတာတော့ငါမသိသေးဘူးဒါပေမဲ့အခုလက်ရှိ9ဝိတ်တန်းမှာချန်ပီယံကပတ်ကိုစိန်ခေါ်နိုင်တဲ့အရန်ကောင်းတဲ့ပြိုင်ဘက်တွေရှိနေတယ်ရှေ့ကိုကြည့်မယ်ဆိုလို့ရှိရင်လည်းငါစိတ်ထဲမှာစိတ်လုံးရှားစရာကောင်းပြီးတော့အရန်ကိုခက်ခဲမဲ့ပွဲစဉ်အနည်းဆုံး3ပွဲလောက်ရှိသေးတယ်လို့တော့ထင်ပါတယ်ဆိုပြီးတော့မာကာချက်ကလည်းပြောခဲ့တယ်ဗျအဲ့စကားတွေကပဲအစ္စလာမ်မာကာချက်အနေနဲ့သူကလက်ရှိအောင်မြင်မှုတွေမှာပဲကျင့်တဲ့ fighter မဟုတ်ဘူးဆိုတော့ပြသနေတာပါတကယ်တော့ UFC မှာထိပ်တန်းနေရာတစ်ခုကိုရောက်ဖို့ဆိုတာခက်ခဲတယ်လို့အဲ့ဒီနေရာကိုဆက်ထိန်းထားဖို့ကလည်းပို့ပြီးတော့ခက်ခဲတယ်ဗျအထူးသဖြင့်အခုလိုမာကာချက်လို့ထိပ်တန်းချန်ပီယံတယောက်တော်တော်ပြိုင်ဘက်တိုင်းကသူ့ကိုနိုင်ပြီးတော့ချန်ပီယံကပတ်ရတဲ့အပြင်မှာနာမည်ကြီးနေတဲ့လူတွေကြီးပဲဒါကြောင့်နောက်လာမယ့်ပွဲတိုင်းကသူတို့လွယ်ကူတဲ့ပွဲတွေတော့ဖြစ်လာမှာမဟုတ်ဘူးဒါအပြင်အစ္စလာမ်မာကာချက်က UFC မှာနိုင်ပွဲဆက်ဆန်ချိန်အများဆုံး18ပွဲရတာပြီးတော့သူ့အနေနဲ့နိုင်ပွဲဆက်ဆန်ချိန်20အထိကိုတွားဖို့လည်းရည်မှန်းထားတယ်လို့သိရတယ်ဒီလိုစံချိန်တစ်ခုကိုရောက်ရှိဖို့ဆိုတာသူတက်အရန်ကြီးတဲ့ရည်မှန်းချက်တစ်ခုဖြစ်ပေမဲ့လက်ရှိချိန်ထိသူပြသရတဲ့စွမ်းဆောင်ရည်တွေကိုကြည့်မယ်ဆိုလို့ရှိရင်တော့လုံးဝမဖြစ်နိုင်တဲ့အရာတွေတော့မဟုတ်ဘူးဒါပေမဲ့သူရှိမှစိတ်လုံးရှားစရာကောင်းတဲ့ပြိုင်ဘက်တွေခက်ခဲတဲ့စိန်ခေါ်မှုတွေအများကြီးကလည်းစောင့်ကြိုနေသေးတယ်ဗျအထူးသဖြင့်တက်လူဖိုက်တာရှုံးဝဲမရှိဖိုက်တာမိုက်ကယ်မိုရာလက်တို့ကာလိုပရာတာတို့ဆိုတာလည်းအန်ဒီရှိတဲ့ဖိုက်တာတွေကြီးပဲဒါပေမဲ့အစ္စလာမ်မာကာချက်ကိုယ်တိုင်ကလည်းပရိသတ်စိတ်ဝင်စားပြီးတော့သူကခက်ခဲစေမဲ့ပွဲ3ပွဲလောက်ရှိတယ်ဆိုပြီးတော့ပြောထားတယ်အဲ့ဒီ3ပွဲထဲမှာဘယ်သူတွေပါဝင်လာမလဲမာကာချက်ကသူတို့အားလုံးကိုကြော်ဖြတ်ပြီးတော့သူရဲ့နိုင်ပွဲဆက်ဆန်ချိန်ကို20အထိဆွဲဆန့်နိုင်မလားဆိုတာတော့ MMA ပရိသတ်တွေစောင့်ကြည့်ရမယ့်အရာတစ်ခုပါဒါတော့ခင်ဗျားတို့ဘယ်လိုမြင်ကြလဲမသိဘူးဗျအစ္စလာမ်မာကာချက်ကသူ့ရဲ့ရှေ့မှာသူပြောသလိုမျိုးအခက်ခဲဆုံးနဲ့ပရိသတ်စိတ်ဝင်စားမဲ့ပွဲ3ပွဲလုံးကိုနိုင်ပြီးတော့နိုင်ပွဲဆက်ဆန်ချိန်20အထိကိုဆွဲဆန့်နိုင်မယ်ထင်လားဆိုတော့လေကျွန်တော် comment အောက်မှာအမြင်လေးတွေရေးခဲ့ပေးပါအောင်ဗျအားလုံးပဲကျေးဇူးပါ